မင်္ဂလာပါကျွန်တော်တို့ကတင်း20ကဖြစ်ပါတယ်ကျွန်တော်တို့ကုံစုံဆိုင်ဆိုတဲ့ fundraising website ကိုတည်ဆောက်ထားပါတယ်ဒီ website က customer တွေနဲ့ organizer တွေအတွက် pre-order စနစ်ကိုပိုလွယ်ကူပိုမြန်ပိုရှင်းအောင်လုပ်ပေးထားပါတယ်အရင်က fundraising event တွေမှာ chat message တွေ spreadsheet တွေ manual follow up တွေနဲ့ပဲလုပ်ရတာတွေပိုများပါတယ်အဲ့ဒါကြောင့် order လွဲတာ payment စစ်တာနှေးတာအလုပ်ပိုလာတာတွေဖြစ်တတ်ပါတယ်ကျွန်တော်တို့ app ကအဲ့ဒီအလုပ်တွေကိုရောကြစေဖို့တနေရာထဲမှာအားလုံးကိုစုစည်းပြီးတော့လုပ်ပေးထားပါတယ်ဒီ system မှာ role 3မျိုးပါပါတယ် customer organizer နဲ့ admin မှာ customer ကတော့ event တွေကိုကြည့်ပြီးတော့ menu တွေကိုကြည့်ပြီးတော့ order လုပ်နိုင်ပါတယ် organizer ကတော့ order တွေကို manage လုပ်နိုင်ပါတယ်ပြီးတော့မှာယူထားတဲ့ order တွေရဲ့ analytics တွေကိုကြည့်နိုင်ပါတယ် data တွေကို export လုပ်နိုင်ပါတယ် admin ကတော့ organizer အသစ်တွေကို invite လုပ်ပြီးတော့ access တွေကိုထိန်းချုပ်လို့ရပါတယ်customer flow အနေနဲ့ကတော့ home page မှာ fundraising brand ကိုအရင်မြင်ရပြီးတော့future events တွေကိုလည်းတခါတည်းကြည့်နိုင်ပါတယ် events တွေကို browse လုပ်ပြီးတော့ event detail page ထဲကိုသွားရင် event information တွေအကုန်လုံးကိုကြည့်နိုင်ပါတယ်အဲ့ဒီထဲမှာ event date location pre-order deadline စတာတွေကိုမြင်နိုင်ပါတယ်ပြီးတော့ menu page ထဲဝင်ပြီးတော့ order တွေကိုစတင်ပြီးတော့create လုပ်လို့ရပါတယ်ဒီနေရာတွေမှာ item တွေကိုတော့ category အလိုက်မြင်နေရပါမယ်လိုတဲ့ item ကိုကတ်ထဲထည့်ပြီးတော့ order summary မှာလည်းကို order ထည့်ထားတဲ့ item တွေကိုတခါတည်းမြင်ရပါတယ် checkout form မှာကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုလိုချင်တဲ့ပုံစံနှုတ်ကိုထည့်ပြီးတော့ order ကို create လုပ်နိုင်ပါတယ်နောက်ပိုင်းမှာလည်း order ကိုလွယ်ကူကူပြန်ရှာလို့ရအောင်order tracking နဲ့လုပ်ပေးထားပါတယ် order တင်ပြီးတဲ့နောက်မှာတော့ payment screenshot ကို upload လုပ်ရပါမယ် screenshot ကို upload လုပ်ပြီးတာနဲ့ order number ထွက်လာပါတယ်အဲ့ဒီ order number နဲ့ track order ဆိုတဲ့ page မှာသွားပြီးတော့ကိုယ့်ရဲ့ order ရဲ့ status ကိုဆက်နိုင်ပါတယ် customer ကဒီကိုယ့်ရဲ့ order trackကိုယ့်ရဲ့ order number နဲ့ tracking စစ်တဲ့အချိန်မှာorder ရဲ့ status event ရဲ့ detail ကိုယ့်ရဲ့မှာထားတဲ့ item တွေကိုယ့်ရဲ့ information တွေတခါတည်းကြည့်လို့ရပါတယ်ဒါကြောင့် order လက်ခံပြီးတော့ completed ဖြစ်မဖြစ်ဆိုတဲ့ဟာတွေကိုအရင်လိုစိုးရိမ်နေကြမလို့တော့ပါဘူးခုကတော့ organizer site ကိုပြပါမယ် organizer account နဲ့ login ဝင်ပြီးတဲ့အချိန်မှာ dashboard မှာ overview ကိုမြင်ရပါမယ်လက်ရှိ total မှာထားတဲ့ order revenue pending order completed order စတဲ့အချက်လက်တွေကိုမြင်ရပါလိမ့်မယ် site bar မှာကတော့ events orders menu analytics export စတဲ့လိုအပ်တဲ့ section တွေကိုသွားနိုင်ပါတယ်ဒီ dashboard မှာ organizer တွေအတွက် decision ပို့ပြီးလွယ်ကူအောင်လုပ်ပေးထားပါတယ်message တွေတခြား spreadsheet တွေမှာလိုက်ရှာနေကြမလို့ပဲနဲ့ဘာလုပ်ရမလဲဘာပြီးသွားပြီ event ကတော့ဘလို့အခြေအနေရှိရဆိုတာတွေကိုတခါတည်းသိနိုင်ပါတယ်လိုအပ်ရင် data export လည်းလုပ်လို့ရပါတယ် admin မှာတော့ login နဲ့ dashboard ကိုတည်ချထားရပါတယ်ဒါကြောင့် access control ပိုရှင်းပြီးလုံခြုံပါတယ် admin site မှာ invitation နဲ့ user ကိုစီမံနိုင်ပါတယ်organizer invitation နဲ့ registration flow ကအရင်အရေးကြီးပါတယ် admin က organizer အသစ်အတွက် invitation တစ်ခု create လုပ်တဲ့အချိန်မှာsecure invitation code ထွက်လာပါတယ်အဲ့ဒါကို share လုပ်လို့ရတဲ့ registration link ကို organizer ကိုပေးလိုက်တာနဲ့သူကနေအဲ့ဒီvoting process ကိုဆက်သွားနိုင်ပါတယ် invite လုပ်လက်ခံမဲ့ organizer ကလည်းအဲ့ဒီ link ကိုဖွင့်ပြီးတော့ invitation code ထည့်မယ်ကိုယ့်ရဲ့နာမည် email password တွေဖြည့်မယ်အဲ့ဒါပြီးတာနဲ့ account create လုပ်လို့ရပါတယ် registration အောင်မြင်ပြီးတာနဲ့သူ့ role နဲ့တကွ organizer dashboard ထဲကိုတန်းဝင်နိုင်ပါတယ်ဒါကြောင့် admin က access ကိုထိန်းထားနိုင်ပြီးတော့လေ organizer ကလည်းချက်ချင်းအလုပ်စလုပ်လို့ရပါတယ်dash height အတွက်ကျွန်တော်တို့အတွက်အကြီးမားဆုံးစိန်ခေါ်မှုကတော့ full stack application ကို deploy လုပ်တဲ့အချိန်မှာဖြစ်ပါတယ် deployment strategy အဖြစ် nullify နဲ့ serverless function တွေကိုရွေးချယ်ခဲ့ပါတယ် express backend ကို nullify function တွေနဲ့ရစ်ပတ်ထားတာမို့လို့ API request time က24နာရီ run နေမဲ့အစား serverless invocation အနေနဲ့ပဲအလုပ်လုပ်သွားပါတယ်ဒါကြောင့် app ကိုမသုံးဘဲထားတဲ့အချိန်ဆိုစရိတ်စကလုံးဝမရှိဘဲနဲ့အသုံးပြုသူများလာအခါမှာတော့အလိုအရောက် scale up တိုးပေးသွားမှာဖြစ်ပါတယ် React front end
ဘက်ကိုတော့ Netlify ရဲ့ CDN ကနေ static asset အဖြစ်ပေးပို့ထားပြီး API call တွေကိုတော့ serverless backend ထိ proxy လုပ်ပေးထားပါတယ်။ဒါအပြင် chatbot နဲ့ order extraction အတွက် OpenAI API ကိုသုံးထားသလို stock ပစ္စည်း stock စစ်တာ state တွေအမြဲကိုင်ညီနေအောင် order handling ကိုလည်း transitional အဖြစ်ထိန်းသိမ်းထားပါတယ်။နောက်ပြီးပွဲစီစဉ်သူတွေအနေနဲ့ offline payment တွေကို order မှတ်တမ်းမပြောင်းမပြတ်ပဲလွယ်လွယ်ကူကူစစ်ဆေးနိုင်အောင် payment screenshot upload တင်နိုင်တဲ့ support ကိုလည်းထည့်သွင်းပေးထားပါတယ်ရှင်။နောက်ထပ်အဆင့်အနေနဲ့ကတော့ payment verification ကိုပိုကောင်းအောင်လုပ်သွားမယ်။ order update notification တွေလည်းထည့်မယ်။ organizer အတွက် analytics တွေကိုလည်းပို့ချဲ့မယ်။ကျွန်တော်တို့ရဲ့ဒီ project ကိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တင်း20ပါ